အရင်ပြစ်စီခြင်းတဲ့အရာတစ်ခုထဲမှာဆိုရင်လည်းကျွန်တော်ခေါင်းဆောင်ဘောင်မွေးထုတ်နိုင်ရေးအတွက်လည်းကျွန်တော်အရင်ဖြစ်စေခြင်းပါတယ်ကျွန်တော်ချင်းဒီလိုမျိုးတွေထဲမှာဒါခေါင်းဆောင်ဆိုတာကျွန်တော်တို့ရဲ့အနာဂတ်ဒီအလင်းတွေဖြစ်တဲ့အတွက်သိပြီးမှကျွန်တော်ကိုယ့်ရဲ့အချင်းချင်းပဲမျိုးနွယ်စုမစုပေါ့နော်တမျိုးသားလုံးကိုအာတမျိုးသားလုံးစိတ်သက်ရှိပြီးမှဥဆောင်နိုင်တဲ့တမျိုးသားလုံးဆိုတဲ့နေရာမှာနာမည်တော့သုံးပြီးမှကိုယ့်မျိုးနွယ်စုရဲ့ကိုယ့်ရဲ့မြို့နယ်အရေးကိုပဲအလေးထားတဲ့ခေါင်းဆောင်မျိုးမဟုတ်ဘဲနဲ့ချင်းတမျိုးသားလုံးပြောတဲ့နေရာမှာချင်းတမျိုးသားလုံးနဲ့တပြည်နယ်လုံးကိုအရေးကိုစဉ်းစားပြီးမှငါတော့ဘယ်မျိုးနယ်စုဖြစ်တဲ့အတွက်ကျွန်တော်တော့ဘယ်မျိုးနယ်သားဖြစ်တဲ့အတွက်အဲ့ဒီမျိုးနယ်ပဲမျိုးနယ်စုကိုတော့အလေးထားပါမယ်ဆိုတဲ့စိတ်သက်မရှိတဲ့ခေါင်းဆောင်မျိုးကိုလည်းကျွန်တော်တို့ချင်းပြည်မှာအများကြီးဒီထွက်ပေါ်စေချင်တယ်ကျွန်တော်တို့ Federal Democracy ပေါ်ပြီးတဲ့နောက်ပိုင်းမှာတောင်မှဒီလိုမျိုးစိတ်သက်ရှိတဲ့ခေါင်းဆောင်တွေကျွန်တော်မမွေးထုတ်နိုင်ဘူးဆိုရင်နောက်ပိုင်းကျရင်ဒီလိုမျိုးဖြစ်တယ်ခုလက်ရှိကြုံနေရတဲ့ဖြစ်နာအမျိုးတော့ကျွန်တော်တို့ကြုံနေရအောင်မှာပဲအဲ့ဒါကြောင့်ဒါဒီမှာကြည့်ရှုအားပေးနေတဲ့မိဘပြည်သူတွေအားလုံးအနေနဲ့တော်တော်ကောင်းကျွန်တော်တို့ဒီခေါင်းဆောင်တွေအားလုံးနေတာဒါတွေးထားပြီးသားဖြစ်တယ်ဒါအခုကျွန်တော်အနေနဲ့ပြန်ပြောရမယ်ဆိုရင်ဒါ Federal Democracy နဲ့လမ်းကြောင်းနဲ့ကျွန်တော်သွားနေတာဖြစ်တယ်ဒါတစ်ပိုင်းပြီးလို့ရှိရင်ဒီအောင်မြင်ပြီးတဲ့နောက်ပိုင်းကျရင်တကယ်နိုင်ငံတကာအဆင့်မြေဒီပြည်နယ်မျိုးကျွန်တော်တို့အရင်သိလည်းဖြစ်စေချင်တယ်ဖြစ်လည်းဖြစ်နိုင်ပါတယ်ပြီးရင်အဲ့လိုမျိုးဖြစ်တဲ့နေရာမှာမျိုးနွယ်စုအားလုံးဒါကျွန်တော်မျိုးနွယ်အားလုံးပေါ့နော်တန်းတူညီတူရှိမှုဘယ်မျိုးနွယ်စုဘယ်မျိုးနွယ်ကပူပြီးမှကြီးမြတ်တယ်ဆိုတဲ့အရာမဟုတ်ဘူးနဲ့အကုန်လုံးတန်းတူညီတူအကုန်လုံးတပြေးညီညီမျှချင်းနဲ့ကျွန်တော်တို့သွားနိုင်ရေးအတွက်ရပြီးရင်ကျွန်တော်တို့ဘုံစကားကိစ္စလည်းအရင်ရှိစေချင်တယ်ပြီးရင်ကျွန်တော်တို့ဒီနောင်လာမဲ့ခက်တဲ့ခေါင်းဆောင်တွေပေါ့နော်ဒါတပြည်နယ်လုံးတမျိုးသားလုံးကိုတမျိုးသားလုံးတပြည်နယ်လုံးစိတ်သက်ရှိပြီးမှဥဆောင်နိုင်မဲ့ခေါင်းဆောင်မျိုးတွေလည်းအများကြီးပေါ်ထွန်းစေချင်ပါတယ်ဆိုအဆုံးအနေနဲ့ပေါ့နော်ဒါကျမတို့ဒီတော်လှန်ရေးရဲ့အဓိကကလည်းပဲဒါ Federal Democracy အတွက်ကျမတို့တိုက်ခိုက်နေကြတယ်ကျမတို့ဒီ Federal Democracy တိဆောက်ရေးအတွက်ဖြစ်တယ်ဆိုတော့ဆရာအနေနဲ့ရောဒါဆရာရဲ့ personal အနေနဲ့ရောကျမတို့အနာဂတ်ရဲ့ချင်းပြည်ကိုဘယ်လိုတွေမျှော်မှန်းထားလဲဆိုတာလေးကိုလည်းပြောပြပြပါဦးရှင်ဟုတ်ကဲ့အဲ့ဘယ်လိုမျိုးနေနဲ့ဖြစ်စေချင်တာလဲအိမ်မက်ပေါ့နော်ဒါကိုပြောမေးချင်တာဖြစ်တင်တယ်ဆိုတော့ကျွန်တော်တို့ရဲ့ဒါအားလုံးရဲ့ရည်ရွယ်ချက်က Federal Democracy ဖြစ်တယ်ဒါတော့အရင်ယူရှင်းတဲ့အရာပေါ့နော် Federal Democracy ဒီနိုင်ငံရေးကိစ္စပြောဆိုမယ်ဆိုရင်တော့အားလုံးကကျွန်တော်တို့ထက်တောင်သိရှိထားပြီးသားဖြစ်တဲ့မိဘပြည်သူတွေဖြစ်တဲ့အတွက်ရှေ့ရှေ့ဝေးဝေးနဲ့ပြောနေစရာမလိုတော့ဘူးလို့ကျွန်တော်သုံးသပ်မိတယ်ဆိုတော့ဘယ်လိုမျိုးချင်းပြည်ဖြစ်စေချင်တာလဲဆိုရင်တော့အဓိက Federal Democracy ပုံစံနဲ့ကျွန်တော်သွားရင်တောင်မှဆောနာကျွန်တော်တို့ပြောတယ်အချင်းကြားမှာပေါ့နော်ချင်းဘယ်မျိုးနွယ်စုကအကြီးမြတ်ဆုံးဖြစ်တယ်ဘယ်မျိုးနဲ့သားတွေကအကြီးမြတ်ဆုံးဖြစ်တယ်ဆိုတဲ့ဟာမျိုးမဟုတ်ဘူးနဲ့မဟုတ်ဘဲနဲ့အားလုံးတန်းတူညီတူရှိပြီးမှရှေ့ဆက်သွားနိုင်တဲ့ Federal Democracy မျိုးကိုပိုင်ဆိုင်နေတဲ့ကျွန်တော်ချင်းပြည်ဖြစ်ခြင်းလဲပြီးရင်ငါတို့ကဒါဒီငါတို့ကဒါအဖြစ်ဆုံးအဟုတ်ဆုံးပေါ့နော်ငါတို့ဘုံစကားငါတို့ဘာသာစကားငါတို့ပြောနေတဲ့မျိုးနွယ်စုစကားတဘုံစကားဖြစ်ရမယ်ဆိုတဲ့ဟာမျိုးလဲမဟုတ်ဘဲနဲ့အားလုံးကလက်ခံနိုင်တဲ့အားလုံးကလက်ခံပြောဆိုကျွန်တော်တို့ဒီဘုံစကားကိစ္စကိုလည်းပြောရမယ်ဆိုရင်ကျွန်တော်တို့မှချင်းသားမရှိသေးဘူးပေါ့နော်စတုန်းကတော့ဒီ TV ဗီဒီယိုကိစ္စမှာတော့ဒီရှိတတ်မှတ်တာတော့ရှိခဲ့ပူတယ်တဲ့နောက်ပိုင်းကျတော့အကြောင်းမျိုးကြောင့်ကျွန်တော်အခက်အခဲရှိသွားတယ်ဒီလိုဟာမျိုးကိစ္စကိုလည်းကျွန်တော်တို့ကဘုံစကားလည်းကျွန်တော်အရင်ရှိစေချင်တယ်ကျွန်တော်ချင်းတမျိုးသားလုံးသုံးတဲ့ဘုံစကားအဲ့ဒီဟာဒီလဲကျွန်တော်တို့ပြောနေတဲ့စကားပဲဖြစ်ရမယ်ဆိုတာမျိုးမဟုတ်ဘဲနဲ့အားလုံးကလက်ခံတဲ့အရာနောက်ဒီဘာသာစကားတစ်ခုတော့ထွက်လာမှာပဲလေအားလုံးကလက်ခံပြီးမှတော့အများလက်ခံတဲ့အရာကိုကျွန်တော်တို့ကလိုက်နာပြီးမှအဲ့ဒီဘုံစကားသုံးမယ်ဒါမှမဟုတ်အင်္ဂလိပ်ကိုပဲသုံးပါလားဆိုတဲ့ဟာမျိုးနဲ့ကျွန်တော်တို့ချင်းတမျိုးသားလုံးဒီပေါင်းတင်ဆက်ဆံလုပ်ရမယ်ပုံစကားမျိုးအခုချိန်မှာဆိုရင်ကျွန်တော်တို့ပြောရမယ်တကယ်စိတ်မကောင်းစရာပေါ့နော်ကျွန်တော်ကမင်းတဲ့စကားမပြောတတ်ဘူးမင်းတဲ့စကားမပြောတတ်တော့ကျွန်တော်တို့မင်းတက်ကမိဘပြည်သူပြီးတော့အမျိုးတွေနဲ့သွားနှုတ်ဆက်တဲ့ချိန်ကြရင်ကျွန်တော်တို့ကဗမာစကားနဲ့သွားပြောရတယ်သူနဲ့တူပဲဒီမင်းတက်ဘက်ကအမျိုးတွေရတယ်ကျွန်တော်တို့ပြောလို့ရှိရင်ဗမာနဲ့လူလည်းပြောလို့ရတယ်ဗမာနဲ့လည်းပြောရတာပေါ့နော်အဲ့လိုပြောလို့ဗမာစကားကိုမကြိုက်ဘူးမချစ်ဘူးမသုံးချင်ဘူးလို့မဟုတ်ကြိုက်တယ်ချစ်တယ်သုံးချင်တယ်ဒါပေမဲ့ခုအချင်းကြားမှာတော့ဘုံစကားလေးတော့ရှိတင်တာပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီလိုမျိုးပေါင်းသင်းဆက်ဆံတဲ့နေရာမှာပြီးတော့လမ်းပန်းဆက်သွယ်ရေးကိစ္စဆိုရင်ကျွန်တော်အရင်အခက်အခဲရှိတဲ့အတွက်ကြောင့်
ကျွန်တော်တို့ကအဆက်အသွယ်ပြတ်ပြီးမှအဆက်အသွယ်ပြတ်ပြီးမှကျွန်တော်တို့ဒီဘယ်လိုပြောမှလဲချစ်ခင်ရင်းနှီးမှုတွေပြတ်နေတာတွေလည်းအများရှိတယ်ဆိုတော့အဲ့ဒီဆက်သွယ်ရေးကိစ္စကတော့ Federal Democracy ကျွန်တော်တို့ဒီဒေါ်လာရေးအောင်မြင်ပြီးတဲ့နောက်ပိုင်းကျချစ်ပြေတော့ဒုတက်မယ်လို့လည်းကျွန်တော်တို့သုံးသပ်ထားပြီးသားဖြစ်တဲ့အတွက်ဒီပုံစကားပေါ့နော်နံပါတ်ဆက်သွယ်ရေးကောင်းတယ်ဖုန်း internet line တွေလည်းအကုန်လုံးကောင်းရင်တောင်မှပုံစကားမရှိဘဲနဲ့တခြားဘာသာစကားကိုကျွန်တော်သုံးနေမယ်ဆိုရင်ဟိုဒီဥပမာဗျာစိတ်ချင်းပေါ့နော်ဆက်တဲ့အရာကတစ်မျိုးဖြစ်နေတယ်ဆိုတော့ကျွန်တော်တို့အဲ့လိုမျိုးမဖြစ်ရတဲ့ပုံစကားလေးအရင်ဖြစ်စေချင်တယ် Federal Democracy အနေနဲ့သွားမယ်ပြီးတော့မျိုးနွယ်စုအားလုံးကလည်းဘယ်မျိုးနွယ်စုကအကြီးဆုံးဖြစ်မယ်ဘယ်မျိုးနွယ်စုကအကြီးမြတ်ဆုံးဖြစ်တယ်ဆိုတာဘယ်မျိုးနယ်တွေသားတွေကအကြီးမြတ်ဆုံးဖြစ်တယ်ဆိုတာမဟုတ်ဘဲနဲ့အားလုံးတန်းတူညီတူရှိမှုနဲ့ဘယ်ကဏ္ဍအစိုးရရန်တရားဘယ်ကဏ္ဍဘယ်လွှတ်တော်ကဏ္ဍဆိုရင်လည်းအားလုံးကလိုချင်တဲ့အရာမျိုးပေါ့နော်တဲ့အကုန်လုံးတန်းတူညီတူရှိမှုနဲ့ကျွန်တော်တို့ကတိဆောက်ထားတဲ့ကဏ္ဍမျိုးပေါ့နော်ပြီးလို့ရှိရင်ပုံစကားလေးလည်းရှိပြီးရင်ကျွန်တော်တို့ချင်းပြည်ထဲမှာဆိုရင်လည်းကျွန်တော်တို့ဒါအစိုးရရန်တရားလိုအပ်တဲ့နိုင်ငံတကာစစ်မီတဲ့ဟာမျိုးလည်းရှိစေချင်တာပေါ့ဒါအဲ့ဒါတွေအားလုံးဒါရှိမယ်ဆိုရင်ကျွန်တော်တို့ချင်းအားလည်းသိပြီးမှတူတက်မယ်ဒီအခုကျွန်တော်တို့လက်ရှိဖြစ်နေတဲ့ကိုယ့်အချင်းချင်းကြားမှာနားလည်မှုကိုယ်လည်မှုတွေလဲနောက်တစ်ချိန်ကျရင်မရှိရလေအောင်ပေါ့နော်အဲ့ဒီဟာတွေလည်းသိအရေးကြီးတယ်ပြီးတော့ကျွန်တော်တို့အရင်ဖြစ်စေချင်တဲ့အရာတစ်ခုထဲမှာဆိုရင်လည်းကျွန်တော်တို့ခေါင်းဆောင်ဘောင်မွေးထုတ်နိုင်ရေးအတွက်လည်းကျွန်တော်အရင်ဖြစ်စေချင်ပါတယ်ကျွန်တော်တို့ချင်းဒီလိုမျိုးတွေထဲမှာဒါခေါင်းဆောင်ဆိုတာကျွန်တော်တို့ရဲ့အနာဂတ်ဒီအလင်းတွေဖြစ်တဲ့အတွက်သိပြီးမှကျွန်တော်တို့ကိုယ့်ရဲ့အချင်းချင်းပဲမျိုးနွယ်စုမစုပေါ့နော်တစ်မျိုးသားလုံးကိုတစ်မျိုးသားလုံးစိတ်သက်ရှိပြီးမှဥဆောင်နိုင်တဲ့တစ်မျိုးသားလုံးဆိုတဲ့နေရာမှာနာမည်တော့သုံးပြီးမှကိုယ့်မျိုးနွယ်စုရဲ့ကိုယ့်ရဲ့မြို့နယ်အရေးကိုပဲအလေးထားတဲ့ခေါင်းဆောင်မျိုးမဟုတ်ပဲနဲ့ချင်းတစ်မျိုးသားလုံးပြောတဲ့နေရာမှာချင်းတစ်မျိုးသားလုံးနဲ့တစ်ပြည်နယ်လုံးကိုအရေးကိုစဉ်းစားပြီးမှငါတော့ဘယ်မျိုးနယ်စုဖြစ်တဲ့အတွက်ကျွန်တော်တော့ဘယ်မျိုးနယ်သားဖြစ်တဲ့အတွက်အဲ့ဒီမျိုးနယ်ပဲမျိုးနယ်စုကိုတော့အလေးထားပါမယ်ဆိုတဲ့စိတ်သက်မရှိတဲ့ခေါင်းဆောင်မျိုးကိုလည်းကျွန်တော်တို့ချင်းပြည်မှာအများကြီးဒီထွက်ပေါ်စေချင်တယ်ကျွန်တော်တို့ Federal Democracy ပေါ်ပြီးတဲ့နောက်ပိုင်းမှာတောင်မှဒီလိုမျိုးစိတ်သက်ရှိတဲ့ခေါင်းဆောင်တွေကျွန်တော်မမွေးထုတ်နိုင်ဘူးဆိုရင်နောက်ပိုင်းကျရင်ဒီလိုမျိုးဖြစ်တယ်ခုလက်ရှိကြုံနေရတဲ့ဖြစ်နာအမျိုးတော့ကျွန်တော်တို့ကြုံနေရအောင်မှာပဲအဲ့ဒါကြောင့်ဒါဒီမှာကြည့်ရှုအားပေးနေတဲ့မိဘပြည်သူတွေအားလုံးအနေနဲ့တော်တော်ကောင်းကျွန်တော်တို့ဒီခေါင်းဆောင်တွေအားလုံးနေတာဒါတွေးထားပြီးသားဖြစ်တယ်ဒါအခုကျွန်တော်အနေနဲ့ပြန်ပြောရမယ်ဆိုရင်ဒါ Federal Democracy နဲ့လမ်းကြောင်းနဲ့ကျွန်တော်သွားနေတာဖြစ်တယ်ဒါတစ်ပိုင်းပြီးလို့ရှိရင်ဒီအောင်မြင်ပြီးတဲ့နောက်ပိုင်းကျရင်တကယ်နိုင်ငံတကာအဆင့်မြေဒီပြည်နယ်မျိုးကျွန်တော်တို့အရင်သိလည်းဖြစ်စေချင်တယ်ဖြစ်လည်းဖြစ်နိုင်ပါတယ်ပြီးရင်အဲ့လိုမျိုးဖြစ်တဲ့နေရာမှာမျိုးနွယ်စုအားလုံးဒါကျွန်တော်မျိုးနွယ်အားလုံးပေါ့နော်တန်းတူညီတူရှိမှုဘယ်မျိုးနွယ်စုဘယ်မျိုးနွယ်ကပူပြီးမှကြီးမြတ်တယ်ဆိုတဲ့အရာမဟုတ်ဘူးနဲ့အကုန်လုံးတန်းတူညီတူအကုန်လုံးတပြေးညီညီမျှချင်းနဲ့ကျွန်တော်တို့သွားနိုင်ရေးအတွက်ရပြီးရင်ကျွန်တော်တို့ဘုံစကားကိစ္စလည်းအရင်ရှိစေချင်တယ်ပြီးရင်ကျွန်တော်တို့ဒီနောင်လာမဲ့ခက်တဲ့ခေါင်းဆောင်တွေပေါ့နော်ဒါတပြည်နယ်လုံးတစ်မျိုးသားလုံးကိုတစ်မျိုးသားလုံးတစ်ပြည်နယ်လုံးစိတ်သက်ရှိပြီးမှဥဆောင်နိုင်မဲ့ခေါင်းဆောင်မျိုးတွေလည်းအများကြီးပေါ်ထွန်းစေချင်ပါတယ်ဆိုတဲ့အရာလေးပြောချင်တဲ့ကျွန်တော်ဒီမှာဒီကုန်းချုပ်ချင်ပါတယ်ခင်ဗျဟုတ်ကဲ့ကျေးဇူးပါဟုတ်ကဲ့ပါကျေးဇူးများတင်ပါတယ်ဆရာ